ငါသူ့လိုက်တဲ့လူတွေပါမပြောဘူးခင်ဗျာမိသွားပြီဒီအဲ့ဒါကြောင့်များသွားပြီဟုတ်လားတိုင်းလို့သူနော်ဒီမှာအခုမှငါမိတာတိုင်းလို့ငါမှတနာတော့ငါမှမင်းကြီးရောက်သွားတာတိုင်းရဲ့တနာထောင်တဲ့တိုင်းကဲဘလက်ဘလို့ကြီးလဲကွာသူ free ပေါက် free မဟုတ်တာကွာအဲ့ဘက်နန်းကြမကောင်းဘူးဒီဒီကအဲ့ဘက်နန်းကြမကောင်းဘူးမရဘာမှမဝင်နဲ့ဘာမှမဝင်နဲ့အဲ့ဘက်မင်းတို့တိန်းတောင်းဒီဘက်ကြီးခိုင်တာဒါမှမဟုတ်မင်းတို့အတိုးနဲ့ဆိုရင်ဆိုတာအရေးကြတယ်လေမင်းတို့ကြအဲ့11တော့အရေးကြတယ်တော့ဆိုလို့မသိလိုက်လက်တိုင်းမြင်တယ်ငါလက်ကွကောင်းလို့တော့ကွာကျွန်တော်တော့မှမနေ့ပြန်တော့ကြအရေးကြတယ်ဆိုရင်မျိုးတပတ်ရည်လေးတဲ့အလှလေးအတန်းစင်တိုင်းမင်းကြီးကငါသေးရပါရဲ့ဟောကောင်းတယ်ကွာလိုက်ရောငါမှလိုက်4000ဝေးအောင်ရေး6ရများသွားပြီအောင်လိုက်4000ဖြစ်သွားပြီတိုင်းဟာလိုက်4000ဖြစ်သွားရင်ငါပါဟမ်တကယ်တော့ကြည့်လိုက်ဥမာလိုက်ကမှ40k တဲ့ဟာလိုက်ကအလောက်ကြီးမနိုင်နဲ့အလောက်မနိုင်နဲ့ဆိုင်လို့လိုက်ရအလောက်မနိုင်နဲ့ငါချက်ဖန်နေအေးစေးအလောက်ကြီးပြန်ကြမလို့ကောင်းသွားပြီကွာရောင်ကြီးဒီကောင်တကယ် free ကောင်းတာ free တကယ်ကောင်းတာမနောက်အာမတက်နေပြီတိုင်းတက်နေခု20ခုဖြစ်သွားပြီ28ဖြစ်သွားပြီလိုက်က28ဖြစ်သွားပြီ28ဖြစ်သွားပြီလိုက်ရနေတယ်ငါဖန်တဲတယ်နိုင်နေကောင်းသွားပြီလိုက်ဟောကောင်းတော့ကွာလိုက်3000ဖြစ်သွားပြီ3000ဖြစ်သွားပြီသူရဲ့ပိုင်ရဆိုင်ရလိုက်ချွေးရောက်နေလို့ပါမင်းအဲ့လိုတမမေးနေတိုင်းမင်းလွမ်းလာမင်းလွမ်းနေပါဆောင်းကြောင်းမရှိပြီးကျွန်တော်ဖုန်းဆက်လာကိုကန်ကြီးလောက်ပါကျွန်တော်ဒါလေးဖြစ်နေလို့ပါမင်းရက်ကွက်နဲ့ကောင်းလိုက်တာဗျာခဏတည်းအဲ့ဒါဘာလို့ခဏတည်းမဖြတ်တာလဲကွာဒါလုံးတင်သွားပြီအော်ကောင်းနေဟျောင်းကြီးကျွန်တော်ဟာခန်းကြနေပါမေးအောင်ဟာတစ်ချက်တည်းငါလက်ခွေးမင်းတို့ဟုတ်ပါမယ်ပြီးတော့ပြီးတယ်ဘီယန်အလူဖီလာတယ်မဟုတ်ဟုတ်များနေတယ်ကွာမင်းတို့ဂျယ်ရီဆိုတဲ့ဂျယ်ငါဖိုင်တစ်ချောင်းတိုင်းလို့မင်းတို့ဒီရကောင်းနေမင်းတို့ဘာလုပ်လဲမှာလက်ကတကယ်4000ပြည့်သွားပြီအခုမှငါလက်ခွေများသွားတယ်အဲ့လိုနေတကယ်ပြောတာအခုမင်းလိုက်ဘယ်လောက်လဲငါ38တိုင်းဒီမှာလာကြည့်လိုက်ဒီမှာ38နော်မင်းဖိုင်လာကြည့်ခိုင်းလိုက်တိုင်း39ဖြစ်သွားပြီရော39ရောက်39ဖြစ်သွားပြီတိုင်းလိုက်တွေအရက်များလာပြီငါနေတော့မနေလိုက်တွေကမနေတက်တော့ဘူးရောဟာလိုက် 40k thank you တိုင်း thank you ကောင်းတယ်ကွာဟာအဲ့ 41k တဲ့ရောက်ရေး 41k တဲ့ငါ့မှာလိုက်တယ်ဟာရောက်တိုင်းနေလိုက်တယ်တအားရတယ်တိုင်းလို့ဟောကောင်းတယ်လိုက်လို့ငါ 42k တဲ့ဟေးတိုက်တယ်ငါအဲ့လိုမနေတိုက်လို့ဟာ 43k တဲ့ဟေးဟာလိုက်တယ်ရမ်းများနေတိုက်လို့ဟာပွဲကက်လာတော့ဗဇက်တွေချော့ကိုဟာတီတီအဲ့ဒီထွက်တယ်မနေ့ကလည်းဟုတ်လားတိုက်မနေ့ကအဲ့ဒီထွက်တယ်ငါတို့ fancy ရတဲ့ fancy ဆိုတဲ့ဘယ်ကမှန်လားကောင်းတယ်သားကြီးကောင်းတယ်ဟေး5 minute
ပြန်လဲမမေးတော့ငါ့မှာ 50k ဖြစ်နေပြီညီလေး50တွားကြည့်လိုက် 50k တောင်ဖြစ်နေလိုက်ကမရမမေးအဲ့တော့မမေးတော့ 50k နဲ့အလုပ်လုပ်နေတာတိုက်တယ်ကောင်းတယ်ကွာညားတော့ပဲကောင်းတယ်ဘယ်တော့ဒီကောင်တော့ကွာကေးမပြတ်ဘူးဟေးလက်တွေညောင်းနေပြီဟာလူဖီအေးတိုင်းတာလားကိုတို့လိုက်အဲ့လောက်မလို့ချင်းလိုက်ရအဲ့လောက်မဟုတ်ကိုတို့ကဲကျွန်တော်ဂျားထဲမှာတော့ကျွန်တော်တို့ဒါ2ကောင်ပဲကွာတော့တယ်3ကောင်ကွာတယ်ဟာရောငါ50ရောငါတို့ဒီမှာ55ဖြစ်နေပြီတာဟောကောင်းနေရောင်ကြီးဟော56ရောတောင်းကြုံလိုက်ရှင်လိုက်ကကေညက်တက်နေမင်းအဲ့လိုမနေနဲ့လေလိုက်က9600နဲ့ငါလက်ကွေးဟုတ်ပါမလားအေးဒီကောင်လေးအဲ့လိုမနေနဲ့တာမင်းဘယ်လောက်ရှိလဲတာကြီးတစ်တော့ပါဟောကောင်းပါလေကွာအဲ့ဒါကြီးကောင်းပါလေကောင်းလို့ပါတယ်ပြီးပါပြီအေး11စစ်တဲ့တိုင်းတေချာဝိုင်းနော်ဒီဘက်တေချာဝိုင်းနော်၄កောင်ရောလိုက်က6000နဲ့ငါလည်းပြီးဒီကောင်ဘယ်လိုတော့လိုက်ကြလဲကွာဒီမဲ့6000လက်ချက်နော်ရော200 6000ချက်တာလို့လားဟာကောင်းပါပြီခမ်းပတ်လာပါပြီအဲ့ဒါကြောင့်မင်းရှိမလာတာတိုင်းဘာဆိုရမင်းပိုင်နေတာဒီဖိတ်နေကွာဆိုရမင်းပိုင်တဲ့ငါကြီးတယ်ဘာလဲဟောကောင်းလိုက်တာရောင်ကြီးကိုကန့်ချစ်လို့ကျေးဇူးပါလိုက်6200နဲ့โอเคကျေးဇူးပါဟန်နီကျေးဇူးပါဟောကောင်းလိုက်တာသားကြီးဟာဘယ်လို2កောင်4កောင်ပြန်ကွာသွားပြီ4កောင်ပြန်ကွာသွားအေးကဲဒါလေး3កောင်ပြီးတော့ဖွဲ့ဖို့မှာနော်နိုင်ကြီးဘယ်လောက်နိုင်ကြီး8သိန်းပြရပြီလား1 minute နဲ့ရပြီလားစိတ်ကြောက်ကောင်းလိုက်တာရောက်ကြီးမပြစ်တာလဲကောင်းပါလေကောင်းလိုက်တာကွာဒီကောင်လေးစကုတ်တော်ငြိနေတာပဲကွာနော်တော်ကောင်းတာပဲသူကြည့်ရတာဒီပြန် free ပဲထွင်ရတဲ့ပုံစံကြီးနော်ပိုးနေပေါ့ပြီအေးအဲ့လိုမျိုးကလစ်စိတ်ဆိုးလို့ရပါမလားကွာကလစ်စိတ်ဆိုးရင်ငါတို့အိမ်နေပါငါတို့ခုနေ့မရအောင်နော်တကယ်ရှော့ကန်းစာနဲ့မင်းတိုင်ပတ်မှာနော်ကျော်ဟောကောင်းလိုက်တာကွာကျော်ကွာမယ်အိုးမကြည့်တသိန်းပြည့်မှနားမယ်ကွာ brother 9000ဖြစ်သွားလိုက်ကရောက်ငါဖန်ကြီးကမရဘူးထိန်းလို့လည်းမရတော့ဒီမှာဒုက္ခပဲမင်းကဖုန်းနဲ့ကြုံတော့အောင်မယ်ငါလည်းပြီးဖုန်းနဲ့ကြုံတော့ကဲကျွန်တော်78ပါ1 minute ပဲကျန်တော့တယ်ဆိုပွဲပြီးဆုံးသွားပါပြီကဲတိုင်းတို့တန်းသိန်းတို့ငါးကောင်လေးဘက်ကတ်တွေတိုင်းယူလာခဲ့ပါကောင်းတယ်ပွဲပြီးသွားပြီမင်းတို့များသွားအဲ့လိုက်ရေသက်ချလို့ပြီးသွားပြီဒါရေသက်ချလို့ဟောလက်တွေတူနေပြီးတော့ငါဖန်တွေကအများကြီးနေကြတာတယောက်တည်းမဟုတ်ဘူး4-5ယောက်ဇက်တိုက်နေတော့လက်ကတက်နေတယ်မလက်ကတောက်တောက်တက်ဘလက်လူဖီနိုင်သွားတာနောက်နေ့ကျရင်ကျွန်တော်ပွဲက900ကျရင်တော့တီလေးကျွန်တော်ဒါ25ရက်ကတော့ခွဲပေးမှရမယ်ဒီကောင်ဒါကျွန်တော်တို့ကဟိုနေ့ဖြစ်သွားပြီဟိုနေ့ကပါတနာလေးဖြစ်သွားပြီ